ဟိုဒါကတော့ကျွန်တော်အခုကမော်ဟောက်မှာရှိတဲ့ဟွန်ဒါရှိုးလုံးရောက်လာဖြစ်ပါတယ်ကဲဒီတော့ကျွန်တော် CBR 1000 R 3ဖြစ်ပါတယ်ဟောကမော်တော်တူကျွန်တော်ခိုင်းကြည့်ပြရမှာဈေးနှုန်းကတော့ကျွန်တော်ပြန်ထားတယ်73သိန်းကိုသူ1000ရော့ပတ်73သိန်းနော်မြန်မာငွေ73သိန်းလို့ကျွန်တော်ကျူးတော်တယ်ကျွန်တော်အားကပို့ပြီးဒီကောင်တော့တိုက်ရင်းရနဲ့ဆောင်းမိုက်တယ် CBR 900ဖြစ်ပါတယ်ဈေးနှုန်းတော့ဒီကောင်က2သိန်း2800ပဲဖြစ်ပါတယ်ဒီဘက်ကတော့ Honda CBR 650ဖြစ်ပါတယ် E-Class နဲ့ဆိုရင်ဒီက3သိန်းနဲ့မှ4,9300ဖြစ်ပါတယ်ဒါကတော့ E-Class နဲ့ပေါ့နော် E-Class တွေနဲ့ဒီ E-Class မှာပါတယ်ဟာတော့မရှိသေးဘူးဒီဘက်မှာတော့ကျွန်တော်အရန်ကြိုက်တဲ့ CB 650ပါ E-Class နဲ့သူက3သိန်း3,2100ပဲဖြစ်ပါတယ်။အမောဟာကျွန်တော် Honda showroom မှာဖြစ်ပါတယ်။ဒီမိတ်ဆွေတို့အနေနဲ့ဆိုင်ရဲ့တစ်ထုတ်ချင်တာပဲဖြစ်ဖြစ်ဒါပါပဲဖြစ်ဖြစ်ဒီမှာလာပြီးတော့ထုတ်လို့ရပါတယ်။ဒါကတော့ကျွန်တော်ကလာပြီးတော့ပြပြပေးရပါ။share ပဲ။ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လေးနဲ့ကျွန်တော်ရဲ့စာဝင်နေရတော့ကိုညီလေးကြပါဦးခင်ဗျ။အားလုံးကျေးဇူးများကြီးတင်ပါတယ်။